အားလုံးပဲမင်္ဂလာပါဒီနေ့မှု channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကပထမဗီဒီယိုမှာဒီစုံလေးတွေဘလူးကောင်းလေးတွေဒီထဲကဟာတွေဖြုတ်တာပထမဗီဒီယိုမှာပြထားတာဖြစ်ပါတယ်အခုဒါလေးတွေပြန်တက်ပြမှာဖြစ်ပါတယ်သူ့ကိုဒါကအင်ဂျင်ဝိုင်လေးတွေပါဒီပြန်တက်တဲ့အခါဟိုနေ့ကပြောတဲ့ဟိုဗီဒီယိုမှာပြောတဲ့အတိုင်းဒီအပေါက်နဲ့ဒီဝင်ရိုးမှာရှိတဲ့ခြိုက်နေတဲ့နေရာနဲ့ဒီမူလီဝင်ရမှာဖြစ်ပါတယ်ဒီမူလီကဒီအပေါက်ကနေဒီဝင်ရိုးကအခြိုက်ကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါက်နဲ့ဝင်ရိုးမှာရှိတဲ့အခြိုက်နဲ့တဲ့နေအောင်ထည့်ရမှာဖြစ်ပါတယ်တဲ့နေအောင်အောက်ထိရအောင်ဒါဆိုရင်အောက်ထိရအောင်ရိုက်ထည့်ပြီးဖြစ်ပါတယ်ဒီလိုဒါလေးတက်တက်ထားပြီးတော့ပေါ်ကနေရိုက်ချမှာဖြစ်ပါတယ်ရဲကိုရိုက်ထည့်ပြီးဖြစ်ပါတယ်ရိုက်ထည့်တာညားသွားရင်လည်းစီးသွားမှာပါနေတော့ရိုက်ထည့်ပြန်ရိုက်ထည့်ရပါတယ်ပေါက်နဲ့တဲ့ပဲဖြစ်ပါတယ်ဒီမှာပေါက်ပါအခုဒီကနေချောင်းကြည့်လိုက်ရင်တွေ့ရပါတယ်ဒီမှာသူ့မူလီဒါဆိုရင်ပေါက်တဲ့ရင်ဒါလေးမူလီပြန်ကျလိုက်အောင်ပါပဲကဲလို့မူလီကျက်လို့မရသေးရင်ဒါအပေါက်နည်းနည်းလွဲနေသေးလို့ဖြစ်ရမှာပါဒီမှာအခုဒါမူလီနည်းနည်း
ကြာတာစင်မပြေဘူးဖြစ်နေပါတယ်ဒါအပေါက်နည်းနည်းလွဲနေပါတယ်အပေါက်နည်းနည်းပြန်ချိန်ကြည့်ရမှာပါဆိုရင်ပေါက်တက်အောင်တေချာချိန်ပြီးသွားပါပြီပေါက်တက်သွားရင်ဒီမူလီကိုပြန်ကြမှဖြစ်ပါတယ်ဒီမူလီကဒီစုံရဲ့ခေါင်းထဲကိုပေါ်နေလို့မရပါဘူးမူလီခေါင်းကမြုပ်နေပါတယ်မြုပ်အောင်ဝင်သွားပါမယ်အဲ့တော့မှသူနေရာမှန်တာပါကဲလို့အပေါက်ကဟိုဘက်ဒီဘက်နည်းနည်းလွဲနေရင်ဒီကနေပြီးတော့ဒီစုံကိုဒါလေးကိုဟိုဘက်ဒီဘက်လှည့်ရမယ်ဆိုရင်ဒါကိုဒီနေရာကိုလိုအပ်တယ်လို့ဒီနားလေးကိုထောက်ပြီးတော့ဒီနားလေးကိုလိုအပ်တယ်လို့ထောက်ပြီးတော့ဒီမှာအတိုင်းလေးလိုအပ်တယ်လို့ထောက်ပြီးတော့နည်းနည်းလေးလိုရင်သူ့ကိုဟိုညာဘက်ကိုလိုရင်ညာဘက်ကိုထားပြီးရိုက်ဘယ်ဘက်ကိုလိုရင်ဘယ်ဘက်ကိုထားပြီးရိုက်လို့ရပါတယ်။ပေါက်နည်းနည်းလွှဲရင်ဒီဘက်ချမ်းကိုလိုရင်ဒီဘက်ထားအောင်ထားဟိုဘက်ကိုလိုလို့ရှိရင်ဟိုဘက်ချမ်းကိုထားပြီးတော့ရိုက်ချိန်လိုက်ရင်ရပါပြီဒါဆိုရင်အပေါက်တက်ပါပြီဒီလူကောင်းတက်ပြီးရင်လဲကြည့်ပါကဲလို့ဒီကနေစောစောကဒီလိုရိုက်ထည့်ပါများတော့တအားရိုက်ထည့်လိုက်လို့အထဲမှာအထဲကိုအရောက်များသွားရင်သွားပြီးတော့နည်းစီစီလေးဖြစ်နေပါမယ်သူကအနေတော်ရိုက်ထည့်ရပါတယ်ဒီဥစ္စာကဒီစုံကအထဲကိုတအားကြီးဝင်ကတ်သွားရင်ဇက်ကစီးပြီးလေးနေပါပါအနေတော်ဖြစ်ရပါပဲဒီလိုမူလီတက်ပြီးသွားလို့မူလီလည်းအပေါက်တဲ့တယ်မူလီလည်းကြက်ပြီးသွားလို့လှည့်ကြည့်လို့ကဲလို့စီးနေရင်သူ့ကိုဒီရှေ့နားမှာဒီအပေါက်ထဲကနေပြီးတော့ပဲဒီရှေ့နားမှာဒီစုံအရောက်များလို့ရှိရင်ရှေ့နားမှာဝဲဦးလေးလေးနဲ့ထောက်ပြီးတော့အဲဒီစုံရဲ့အဆုံးမှာဒီလိုနည်းနည်းစုံရဲ့အဆုံးမြင်ရပါတယ်ဒီပေါက်ကကြည့်လို့ရှိရင်ဒီနာဒီဘလူးကောင်းရဲ့ဒီအထဲအဆုံးသားလေးကိုမြင်ရပါတယ်ဂျားလေးနည်းနည်းဟနေပါတယ်အဲဒီဟတဲ့နေရာလေးကိုဒါလေးနဲ့ဒါလေးဒီလိုပြန်ထုတ်လို့ရှိရင်ပြန်ပြီးတော့ခြောက်သွားပါလိမ့်မယ်အရောက်များနေတဲကိုအရောက်များနေလို့ရှိရင်သူစီစီလေးဖြစ်နေမယ်စီစီလေးဖြစ်နေမယ်ဆိုရင်ဒီကြားထဲနဲ့ကြည့်လိုက်ကြားထဲကြည့်လိုက်လို့ရှိရင်ဒီအုံကြီးရဲ့အဆုံးမှာအဆုံးလေးကိုဒီလိုဝဲဦးလက်တပြားစာဝင်ပါတယ်အထဲမှာအသားလေးနည်းနည်းလေးဟိုကပြန်လောက်လိုက်ရင်လှည့်ပြီးတော့နည်းနည်းပြန်ရိုက်လိုက်ရင်ပြန်ပြီးတော့ဒီဘက်ကိုသူ့ဟာနဲ့သူတအားကနေဒါပြန်ရွှေ့လာမှာပြန်ရွှေ့လာလို့ရှိရင်သူပြန်တွက်သွားပါလိမ့်မယ်ကြားထဲမှာရှိပါတယ်ဒီကြားထဲကြည့်လို့ရပါတယ်ဒီအပေါက်ကနေစုံရဲ့စုံလေးကိုဝဲဦးလက်ပြားနဲ့နည်းနည်းပြန်ပြီးတော့အပြင်ထွက်လာအောင်လုပ်တဲ့သဘောပါနည်းနည်းလေးလုပ်လိုက်ထွက်လာပါဒါတတ်တာပါပြီးရင်အတိုင်ရဲ့ပြီးတိုင်ရဲ့တက်ပြပါမယ်